မင်္ဂလာပါအခုလိုရဲ့အမျိုးကြီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါလိမ့်ဗျာနော်ဒီနေ့ကတော့24ရက်နေ့3လပိုင်း2025တနင်္လာအဖွင့်နေ့ကနေပြီးတော့တပတ်စာနော်တပတ်တွင်းမွေးကနန်းတကွက်သေးရိုက်ရမယ်နော်တကွက်သေးပဲမွေးရမယ်ကျွန်တော်ကိုမများအားလုံးပဲတေချာပိုင်နိုင်တဲ့တကွက်ကောင်းဖြစ်လို့ကျွန်တော်မိတ်ဆွေကိုမတွေကနော်ဒီနေ့တနင်္လာကနေပြီးတော့တောက်ကြပွဲသိမ်းတဲ့အထိကိုတကွက်သေးသောမွေးကနန်းကိုကိုယ်တော်ကြီးပြေးသွားမယ်ကျွန်တော်မိတ်ဆွေကိုမတွေကပိုင်နိုင်လေးလိုက်နိုင်ဖို့လိုအပ်ပါတယ်ဗျနော်ကျွန်တော်အားပေးနေတဲ့အကိုမတွေအားလုံးပဲဒီတစ်ပတ်မှာကိုယ်တော်ကြီးပြေးမဲ့တကွက်ကောင်းဖြစ်တဲ့မွေးကနန်းကိုတော့တေချာပေါက်လိုက်ထားစီခြင်းနဲ့ဗျနော်အဲ့တော့ကိုယ်ရဲ့ TikTok ကိုလည်းအားပေးနေတယ်ဆိုလို့ရှိရင်အပေါ်ကအပေါင်းလေးကိုဒီနားမှာဒီဘက်ချမ်းကပေါ့နော်အပေါ်ကအပေါင်းလေးကိုနှိပ်ပြီးတော့ like follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အဲ့တော့အားပေးနေတဲ့အကိုမတွေအားလုံးပဲအသေးလေးတွေအောက်မှာဒီဘက်ချမ်းမှာရှိတာပေါ့နော်အသေးလေးနှိပ်မယ် comment မှာလည်းအားပေးကြောင်းလေးတွေနော်အခုဆိုရင်တင်တဲ့အခါမှာအားရှိအောင်လို့ comment လေးတွေလည်းရေးပေးဖို့နော်တောင်းဆိုချင်ပါတယ်အောက်က coffee link လေးယူပြီးတော့များများ share နိုင်ရင်တော့ပိုကောင်းပါတယ်နော် coffee link ယူပြီးတော့များများ share ပေးရင်ကိုယ်တော်ရဲ့ဒီ video ကိုလူအများတွေ့ရမှာဖြစ်ပါတယ်เนาะကျွန်တော်မိတ်ဆွေကိုမများဒီဘက်မှာကိုယ်တော်ကြီးတစ်ပတ်ကောင်းနဲ့ထုတ်ပေးထားတာဖြစ်လို့အများမြင်အများပေါက်အများရစေချင်ပါတယ်เนาะကျွန်တော်မိတ်ဆွေကိုမများဒီဘက်မှာတော့မွေးကနန်းကဒီနေ့တနင်္လာအပွင့်နေ့ကနေပြီးတော့တောက်ကြအတွင်းမှာတကွက်သေးမွေးပြီးတော့ဇာတိုးလိုက်ထားပါတကွက်သေးပါเนาะအဲ့တော့85ဆိုတဲ့တကွက်သေးကိုပိုင်နိုင်လေးလိုက်ထားပေးဖို့เนาะတောင်းဆိုချင်ပါတယ်အဲ့တော့ကိုမတွေအားလုံးတွေ့တဲ့မြင်တဲ့အမျိုးတွေကကိုတော်ကြီးကိုဒီချာပေါ့လိုက်မယ်ဆိုရင် comment လေးရေးပေးပါเนาะရေးပေးဖို့တောင်းဆိုချင်ပါတယ်ဒီဘက်မှာတကွက်သေးဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေကိုမတွေကအားလုံးပဲကိုတော်ကြီးကိုအားလုံးအကိုမတွေကเนาะစေတနာအဖြစ်နဲ့ပေးတာဖြစ်တဲ့အတွက်ကျွန်တော်မိတ်ဆွေကိုမတွေတကွက်သေးပေါက်တဲ့အခါမှာကိုတော်ကြီးအတွက်เนาะအဆင်ပြေကိုတော်ကြီးအတွက်တော့ရဖို့လောက်စီပို့ထိုးထားပေးဖို့เนาะအခုတော့ဒီလဲကြိုက်တဲ့အတွက်ဒီတစ်ခွက်ကောင်းအောင်เนาะဒီတစ်ခွက်ကောင်းကိုကြိုက်တဲ့အတွက်ကျွန်တော်မိတ်ဆွေကိုမများအဲ့တော့85ဆိုတဲ့တစ်ခွက်ကောင်းပါเนาะအာခွက်အဖြစ်လိုက်ပါအဲ့တော့ရှစ်ထိတ်နဲ့ကိုတင်ပြီးတော့ငါးထိတ်နဲ့ကိုပုံမှန်လိုက်ပေါ့เนาะတချို့ကြောင့်လည်းထိတ်ပဲထိုးမယ်လို့တော့မလုပ်ပါနဲ့အာခွက်တော့เนาะလိုက်ထားပါเนาะအာခွက်လိုက်ထားပါ85တကွက်ကောင်းပါเนาะဒီဘက်မှာတေချာပေါက်လာပါမယ်အားလုံးအဆင်ပြေအောင်လိုက်နိုင်ပါလိမ့်ဗျာเนาะ